Infintra သည်တင့်အားစွမ်းရည်တန်ရှင်းမှုရွေလျားနိုင်မှုမှာလျှက်စစ်ဖြစ်ပြီးနေ့စုံမိနစ်တိုင်းဇက်တိုက်ဆိုသလိုရရှိနေသည့်အနာဂတ်နေအောင်ကြီးစီးပွားရေး၏ထွန်းကားလာစေရန်ဖိတ်ခေါ်ပါသည်ဤပညာသည်နေအောင်ကြီးကိုဝင်ငွေအဖြစ်ပြောင်းလဲပေးပြီးစံတစ်တီထွင်မှုသည်ကဘာကြိုးကိုမထိခိုက်စေဘဲကျွဲဝချမ်းသာမှုကိုဖန်တီးပေးသည့်အနာဂတ်တစ်ခုဖြစ်သည်ဒါကဘလို့အလုပ်လုပ်လဲသိချင်ပါသလား Infintra အမှန်ကဘာလဲဆိုတာနဲ့အရာအလုံးကိုဘာကြောင့်ပြောင်းလဲနေလဲဆိုတာရှာဖွေကြည့်ရအောင် Infintra သည်မျိုးဆက်သစ်တန်ရှင်းသောဤပညာကုမ္ပဏီတစ်ခုဖြစ်ပြီးကဘာကြီးကိုရွှေလျားပုံနှင့်ယင်းနှိမ့်မြုပ်နှံမှုများကြီးထွားလာပုံတို့ကိုပြန်လည်ပုံဖော်ပေးသည့်ကုမ္ပဏီတစ်ခုဖြစ်သည်ကျွန်ုပ်တို့သည်နေအောင်ကြီးစွမ်းအင်ကိုလျှက်စစ်ရွေလျားနိုင်မှုနှင့်ပေါင်းစည်းကာလူနှင့်ကဘာကြိုးကိုအကျိုးပြုသည့်စမတ်ကျသောအမြတ်အစွန်းရှိသောစနစ်များကိုဖန်တီးသည်အင်ဂျင်နီယာများမှစံတစ်တီထွင်သူများအထိကျွန်ုပ်တို့အဖွဲ့သည်မစ်ရှင်တစ်ခုတည်းဖြစ်စည်းလုံးညီညွတ်သည်တန်ရှင်းသောစွမ်းအင်ကိုအသုံးပြုရန်ရိုးရှင်းသောအတိုင်းအတာအထိစမတ်ကျစေပြီးပါဝင်ပတ်သက်သူတိုင်းအတွက်ဆုလက်ဖြစ်စေသည် Infintra သည်ထုတ်ကုန်သို့မဟုတ်ဝန်ဆောင်မှုတစ်ခုထပ်ပိုသည်ကျွန်ုပ်တို့သည်ပြီးပြည့်စုံသောတန်ရှင်းသောစွမ်းအင်ဂေဟစနစ်ဆိုလာအားသွင်းစခန်းများလျှက်စစ်ကားများမော်ဂျူလာထုတ်လုပ်သည့်ယူနစ်များစွမ်းအင်ရောင်းချသည့်ကွန်ရက်များပါတနာလိုင်စင်စနစ်များနှင့်ကာဗွန်ခရက်ဒစ်အကျိုးခံစားခွင့်များကိုကျွန်ုပ်တို့တည်ဆောက်ပါသည်အစိပ်ပိုင်းတစ်ခုစီတိုင်းသည်တသက်တည်းယုံကြည်စိတ်ချရသောသူညိုင်ငွေရရှိရန်ဒီဇိုင်းထုတ်ထားသည်ယင်းတို့သည်အားကောင်းပြီးစည်းလုံးညီညွတ်သောကြီးထွားမှုအင်ဂျင်ကိုအတူတကွဖန်တီးကြသည်ကုမ္ပဏီများစုသည်အမျက်ငွေများကိုနေ့စဉ်အပတ်စဉ်သို့မဟုတ်လစဉ်တိုင်းတာသည် Infintra သည်မိနစ်တိုင်းတိုးတက်မှုကိုတိုင်းတာသည်မိနစ်တိုင်းရင်အားသွင်းသည်မိနစ်တိုင်းလမ်းမပေါ်ထွက်သည်မိနစ်တိုင်းကျွန်ုပ်တို့၏ဆိုလာယူနစ်များသည်ပိုရှန်သောစွမ်းအင်ကိုထုတ်လွှတ်သည့်စနစ်သည်အလိုလျောက်နှင့်ပွင့်လင်းမြင်သာစွာရရှိသည်ဤစင်ဆက်မပြတ်သူညငွေဆက်ဝန်းသည် Infintra စံတစ်တီထွင်မှု၏အဓိကပင်မဖြစ်ပြီးငြိမ်သက်စွာမှန်မှန်နှင့်အမြဲလည်ပတ်နေသောတန်ရှင်းသောစွမ်းအင်အင်ဂျင်ဖြစ်သည်နေအောင်ကြီးစွမ်းအင်သုံး၍အားသွင်းစခန်းများ Infintra သည်အမြင့်ဆုံးထိရောက်မှုနှင့်တာရှည်ခံမှုအတွက်ဒီဇိုင်းထုတ်ထားသည့်နေအောင်ကြီးစွမ်းအင်သုံး၍အားသွင်းစခန်းများကိုလှုပ်ဆောင်ပါသည်ယာဉ်မောင်းများသည်ယင်းတို့အသုံးပြုသောတန်ရှင်းသောစွမ်းအင်၏ကီလိုဝက်နာရီအတိအကျအတွက်ပေးဆောင်ရပြီးဤစွမ်းအင်သည်နေမှဓာတ်ရိုက်ရရှိသောကြောင့်လည်ပတ်မှုကုန်ကျစရိတ်မှာအလွန်နည်းပါးနေသေးသည်လျှက်စစ်ကားများစီသို့လူများလာသည်နှင့်အမျှအားသွင်းထားသောကီလိုဝက်နာရီတိုင်းအတွက်ဝယ်လိုအားတိုးလာကအသုံးပြုမှုကိုမြင့်တင်ကာမိနစ်တိုင်းဝင်ငွေတိုးလာပါသည်လျှက်စစ်ကားအငှာကျွန်ုပ်တို့သည်နေ့စုတည်ယူပို့ဆောင်ရေးကွန်ရက်များပြည်တွင်းရေရင်စုများနှင့်ဝန်ဆောင်မှုကုမ္ပဏီများအပေါ်မူတည်၍လျှက်စစ်ကားများကိုတည်ဆောက်ပြီးငှားရမ်းပါသည်လောင်စာဆီအခြေခံသည့်ကားများကိုဝယ်ယူမည့်အစားအဆိုပါလုပ်ငန်းများသည်တန်ရှင်းပြီးယုံကြည်စိတ်ချရသောရွေရှားသွားလာမှုကိုလစဉ်ခံမှန်းနိုင်သောကုန်ကျစရိတ်ဖြင့်ရရှိသည် Infintra အတွက်ဤငှားရမ်းမှုများသည်ရေရှည်စာချုပ်များဖြင့်ကြောထောက်နောက်ခံပြုထားသောတည်ငြိမ်ပြီးထက်တလဲလဲသူညိုင်ငွေကိုဖန်တီးပေးပါသည် Modular Solar ထုတ်လုပ်ရေးနှင့်တပ်ဆင်ရေးယူနစ်များ Infintra သည်အေယာမစက်ယုံကြီးတစ်ခု၏ကန့်သက်ချက်များကိုရှောင်ရှားသည်ယင်းအစားကျွန်ုပ်တို့သည်သူညရီလိုအားမြင့်တက်လာသည့်နေရာတွင်အတိအကျထားရှိထားသောအသေးစားဆိုလာစွမ်းအင်သုံးတပ်ဆင်ယူနစ်များကိုအသုံးပြုပါသည်အီမော်ဂျူလာချင်းကပ်မှုသည်ကုန်ကျစရိတ်ကိုလျှော့ချပေးသည်ထုတ်လုပ်မှုကိုအရှိန်မြင့်ပေးပြီးလည်ပတ်မှုတစ်ခုလုံးကိုလိုက်ရောညီထွေဖြစ်စေသည်ယင်းသည်ကျွန်ုပ်တို့အားနှိမ့်ကျနေချိန်တွင်ပုံမမြန်ဆန်စွာချဲ့ထွင်နိုင်စေကာအနာဂတ်အတွက်တည်ဆောက်ရန်ပုံမစမတ်ကျသောနည်းလမ်းဖြစ်သည်ပိုရှန်နေရောင်ကြီးစွမ်းအင်ကိုရောင်းချကျွန်ုပ်တို့၏ဆိုလာစနစ်များသည်လိုအပ်သည့်ထက်စွမ်းအင်ပိုထုတ်သောအခါပိုရှန်သောကီလိုဝက်နာရီတိုင်းကိုဒေတာရင်းဓာတ်အားလိုင်းများသို့မဟုတ်အနီးနားရှိလုပ်ငန်းများသို့တိုက်ရိုက်ရောင်းချပါသည်ယင်းသည်အသုံးမပြုသောနေရောင်အားတည်ငြိမ်သောတိုင်းတာနိုင်သောအပိုဝင်ငွေ၏စီးကြောင်းအဖြစ်တန်ရှင်းသောခံမှန်းနိုင်သောအစိုးရ၏ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီစဉ်များမှအပြည့်အဝပံ့ပိုးပေးထားသည်ပါတနာလိုင်စင်နှင့်မျှဝေဝင်ငွေကုမ္ပဏီများပြားသည့်တန်ရှင်းသောစွမ်းအင်ထုတ်ကုန်များကိုကမ်းလှမ်းလိုတော့လဲနည်းပညာမရှိကြပေအဲဒီနေရာက Infintra ဝင်လာတာကျွန်ုပ်တို့သည်ထုတ်ကုန်များကိုဒီဇိုင်းဆွဲကာကျွန်ုပ်တို့၏လုပ်ပေါ်ကိုင်ဖက်များအမှတ်တစိတ်ကိုရောင်းချကြပြီးနှစ်ဖက်စလုံးမှအကျိုးမြတ်များကိုမျှဝေကြသည်ဤပုံစံသည် Infintra အားအခြေခံအဆောက်အုံကုန်ကျစရိတ်ကြီးမားစွာမလိုအပ်ဘဲဒေသများနှင့်စက်မှုလုပ်ငန်းများကိုလျင်မြန်စွာချဲ့ထွင်နိုင်စေပါသည်ကာဗွန်ခရက်ဒစ်များနှင့်အစိမ်းရောင်မလုံးများကျွန်ုပ်တို့၏စနစ်များသည်အပြည့်အဝတန်ရှင်းပြီးအသစ်ပြန်လည်အသုံးပြုနိုင်သောကြောင့် Infintra ရဲ့သည်ကာဗွန်ခရက်ဒစ်များမလုံးများနှင့်အစိုးရထောက်ပံ့ကြေးများအတွက်အရေးချင်းပြည့်မီပါသည်ဤစုလက်များသည်အခြားတန်ဖိုးရှိသောသူညိုင်ငွေအလွှာကိုပေါင်းထည့်ကာအပိုင်းတစ်ခုကိုယင်းနှိမ့်မြုပ်နှံသူများထံမျှဝေကာရေရှည်အကျိုးမြတ်များအားကောင်းစေသည်ကျွန်ုပ်တို့၏လမ်းပြမြေပုံသည်2025ခုနှစ်တွင်ကျွန်ုပ်တို့၏ဒီဂျစ်တယ်လွှင့်တင်မှုမှ2030ခုနှစ်တွင်ကြီးမားသောကမ္ဘာလုံးဆိုင်ရာလေပတ်ဆောင်ရွက်မှုများအထိအလေးထားပြီးအောင်မြင်နိုင်သည့်တိုးချဲ့မှုကိုဖော်ပြထားပါသည်နှစ်စဉ်နှစ်တိုင်းကျွန်ုပ်တို့၏စွမ်းဆောင်နိုင်ရည်များကိုချဲ့ထွင်ပြီးကျွန်ုပ်တို့၏တည်ရှိမှုကိုအားကောင်းစေကာဝင်ငွေလမ်းကြောင်းသစ်များဖွင့်လှစ်ကာနေရောင်စီးပွားရေး၏စွမ်းအားကိုတိုးပွားစေသည်
ပြီးတော့ဒီတိုးတက်မှုကသူများကနေစတာမဟုတ်ဘူး Infintra သည်နှစ်ပေါင်းများစွာသက်သေပြထားသောကုန်ထုတ်လုပ်မှုကျွမ်းကျင်မှုအောင်မြင်သောတစိ့ဖြူရောင်ထုတ်ကုန်ထောက်ပံ့မှုနှင့်နိုင်ငံအများပြားတွင်တက်ကြွသောလေပတ်ဆောင်ရွက်မှုများဖြင့်ခိုင်မာသောအခြေခံအုတ်မြစ်ပေါ်တွင်အခိုင်အမာတည်ဆောက်ထားပြီးဖြစ်သည်ငါတို့ရဲ့အနာဂတ်ကမတည်ကြဘူးယင်းသည်ကျွန်ုပ်တို့ပေးပို့ပြီးသားခရီးတစ်ခု၏တိုးချဲ့မှုတစ်ခုဖြစ်သည်2025ခုနှစ်တွင်ကျွန်ုပ်တို့၏တရားဝင် digital လွှင့်တင်မှုအပြီးတွင်ကျွန်ုပ်တို့သည်ရှိပြီးသားလုပ်ငန်းဆောင်တာအားလုံးကိုပေါင်းစည်းထားသောနေအောင်စီးပွားရေးပလက်ဖောင်းတစ်ခုအဖြစ်ပေါင်းစည်းရန်အာရုံစိုက်ပါသည်ကျွန်ုပ်တို့၏ထုတ်လုပ်ရေး unit သည်တက်ကြွနေပြီးနိုင်ငံအများပြားတွင်ကျွန်ုပ်တို့၏တစိ့အဖြူရောင်ထုတ်ကုန်များပြန့်နှံ့နေပြီးယခုနှစ်တွင်စနစ်ပေါင်းစည်းမှုနေရောင်ခြည်စွမ်းအင်သုံးကအားသွင်းစခန်းများကိုတိုးချဲ့ခြင်းကျွန်ုပ်တို့၏မော်ဂျူလာတပ်ဆင်မှုပုံစံကိုပြန်လည်တန့်စင်ခြင်းငှားရမ်းခြင်းဆိုင်ရာတည်ဆောက်ပုံများကိုအားကောင်းစေခြင်းနှင့်မွမ်းမံထားသောကာဗွန်ခရက်ဒစ်လမ်းကြောင်းများကိုလုံခြုံစေပါသည်ယခုနှစ်တွင် Infintra ၏လက်ရှိလေပတ်နေသည့်ဈေးကွက်များအားလုံးတွင်တစ်မိနစ်ချင်းတစ်မိနစ်ဝင်ငွေစီးဆင်းမှုအတွက်တပြိုင်နက်တည်းလှုပ်ဆောင်ရန်မူပေါင်းကိုသတ်မှတ်ပေးပါသည်2026ခုနှစ်တွင်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့ဝန်ဆောင်မှုပေးပြီးသားဒေသများတွင်ကျွန်ုပ်တို့၏တည်ရှိမှုကိုချဲ့ထွင်ထားပါသည်ကျွန်ုပ်တို့သည်သူများ၏လိုအားများသောဇုံများတွင်အားသွင်းခြင်းဆိုင်ရာလွှမ်းခြုံမှုကိုတိုးမြင့်ပေးခြင်းတည်ထောင်ထားသော corporate ဖောက်သည်များနှင့်ကျွန်ုပ်တို့၏အငှားရမ်းခြင်းမိတ်ဖက်များကိုချဲ့ထွင်ပြီးလျင်မြန်သောဖြန့်ကျက်မှုကိုပံ့ပိုးရန်အတွက်ကျွန်ုပ်တို့၏ modular တပ်ဆင်ခြင်းစွမ်းရည်ကိုတိုးချဲ့ကာတစိ့ဖြူရောင်ပူးပေါင်းဆောင်ရွက်မှုဖြင့်သက်သေပြထားပြီးဖြစ်သောယခုနှစ်တွင် premium ပါဒနာအသစ်များကိုစတင်အသုံးပြုခြင်းနှင့်ပို့ကုန်ပမာဏတိုးချဲ့ခြင်းတို့ကိုအာရုံစိုက်လှုပ်ဆောင်ပါသည်2026နှစ်အကုန်တွင် Infintra သည်ရင်း၏နိုင်ငံပေါင်းစုံမှခြေရာခံနေရာအနှံ့ငွေကြေးတည်ငြိမ်မှုကိုနှက်ဆိုင်စေသည်29ခုသို့ဝင်ရောက်ပြီးဒေတာရင်းတိုးချဲ့မှုနှင့်စစ်စင်ရေးအင်အားကိုအရှိန်မြင့်ဆောင်ရွက်ပါသည်ကျွန်ုပ်တို့၏အားသွင်းကွန်ရက်သည်ရင်သွားလာများသောနေရာသစ်များဖြင့်ကြီးထွားလာပါသည်ကျွန်ုပ်တို့သည်အဆင့်မြင့်ထားသောနေအောင်ကြီးအများအားသွင်းသည့်အချက်ချာများကိုမိတ်ဆက်ပေးပြီးကျွန်ုပ်တို့၏စွမ်းရည်ရောင်းချခြင်းလုပ်ငန်းများသည်ဒေတာရင်းလျှက်စစ်တဲ့အားလိုင်းများအထိတိုးချဲ့သွားပါသည်တစ်ချိန်တည်းတွင်နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များသည်ကျွန်ုပ်တို့၏အဖြူရောင်တစိ့ဆိုလာထုတ်ကုန်များကိုပုံမလက်ခံကျင့်သုံးကြပြီးလိုင်စင်ရရှိငွေကိုပုံမအားကောင်းလာစေပါသည်ယခုနှစ်တွင်အသုံးချမှုကိုမြင့်တင်ပေးကာစွမ်းရည်ထွက်ရှိမှုကိုတိုးမြင့်ပေးပြီးယင်းနှိမ့်မြုံနှံသူများကိုအကျိုးပြုရန်အတွက်ကာဗွန်ချေးငွေပြန်လည်ရယူမှုကိုမြင့်တင်ပေးပါသည်2028တွင် Infintra သည်အဆင့်မြင့်ကွဲပြားခြင်းနှင့်အကြီးစားမွေးစားခြင်းတို့ခြေလှမ်းများလှမ်းသည်ကျွန်ုပ်တို့သည်လုပ်ငန်းသုံးရင်စုများအတွက်အကောင်းဆုံးဖြစ်အောင်ပြုလုပ်ထားသော model များကိုဖြန့်ကျက်ပြီးကျွန်ုပ်တို့၏တစိ့အဖြူရောင်ထုတ်ကုန်အစုစုကိုချဲ့ထွင်ကာမဟာဗျူဟာမြောက်နိုင်ငံတကာဈေးကွက်များတွင်အပိုမော်ဂျူလာတပ်ဆင်မှုအမှတ်များကိုသတ်မှတ်ပေးပါသည်စမတ်ထောက်လှမ်းရေးစနစ်များကိုအားသွင်းခြင်းအငှားချထားခြင်းနှင့်စွမ်းရည်လှုပ်ဆောင်မှုများတွင်ပေါင်းစပ်ပါဝင်ပြီးစွမ်းဆောင်ရည်နှင့်စွမ်းဆောင်ရည်ကိုအားကောင်းစေသည်ဤအဆင့်တွင် Infintra သည်တိုက်ကြီးတဝန်းရှိတန်ရှင်းသောရွေလျားနိုင်မှုနှင့်နေအောင်ကြီးစမ်းသစ်တီထွင်မှုတွင်ဒေါင်းလိုက်များစွာသောခေါင်းဆောင်ဖြစ်လာသည်2029တွင်ကျွန်ုပ်တို့သည်နိုင်ငံတော်နှင့်တိုက်နယ်ဆိုင်ရာလွှမ်းမိုးချုပ်ကိုင်မှုစီသို့တိုးချဲ့သည်ကျွန်ုပ်တို့၏ဆိုလာလက်အားသွင်းကွန်ရက်များသည်အဓိကနိုင်ငံများတွင်စီးပွားရေးစင်ကြံများကိုအကျုံးဝင်ပါသည်နိုင်ငံတကာလိုင်စင်လုပ်ဖော်ကိုင်ဖက်များသည်ဖြန့်ဖြူးမှုပမာဏကိုတိုးမြင့်စေပြီးနိုင်ငံစုံဖောက်သည်များကိုဝန်ဆောင်မှုပေးရန်အတွက်အငှားရမ်းမှုတိုးချဲ့လာသည်ထို့ပြင်ကမ္ဘာလုံးဆိုင်ရာလျှက်စစ်မိတ်ဖက်များနှင့်စွမ်းရည်ကုန်သွယ်ခြင်းသည်ခိုင်မာသောဝင်ငွေလမ်းကြောင်းများကိုထပ်လောင်းပေးပါသည်ယခုနှစ်တွင် Infintra သည်ကမ္ဘာလုံးဆိုင်ရာတန်ရှင်းသောနည်းပညာဆိုင်ရာထိပ်တန်းအမှတ်တံဆိပ်တစ်ခုအဖြစ်အခိုင်အမာရပ်တည်ထားသည်နောက်ဆုံးတွင်20-30ကြာသောအခါ Infintra သည်ကမ္ဘာလုံးဆိုင်ရာတန်ရှင်းသောနည်းပညာခေါင်းဆောင်မှု၏အမြင့်ဆုံးအဆင့်သို့ရောက်ရှိသွားပါသည်ကျွန်ုပ်တို့သည်နေဆက်ဖြတ်ကျော်အားသွင်းကွန်ရက်များကိုဖြန့်ကျက်ချထားပြီးအပြည်ပြည်ဆိုင်ရာနေအောင်ကြီးစွမ်းအင်သုံးတပ်ဆင်မှုအစုအဝေးများကိုထူထောင်ကာကမ္ဘာတဝန်းရှိလိုင်စင်ဆိုင်ရာမဟာမိတ်အဖွဲ့များကိုစတင်လိုက်ပါကျွန်ုပ်တို့၏နောက်ွယ်တွင်နှစ်ပေါင်းများစွာရင့်ကျက်သောလေပတ်မှုများနှင့်အတူ Infintra ကာဗွန်ခရက်ဒစ်များအသစ်ပြန်လည်အသုံးပြုနိုင်သောမလုံးများနှင့်တစ်မိနစ်ချင်းတစ်မိနစ်စက်တိုက်ဝင်ငွေစကေးကိုရင်းတို့၏အမြင့်ဆုံးအလားအလာသို့ပို့ဆောင်ပေးကာကမ္ဘာတဝန်းရှိရင်းနှီးမြှုပ်နှံသူများအတွက်ရေရှည်ခွန်အားနှင့်ယုံကြည်မှုကိုပေးဆောင်ပါသည်နှစ်စဉ်နေအောင်ကြည်စီးပွားရေးကိုချဲ့ထွင်သည်အဆင့်တိုင်းသည်တန်ရှင်းသောရွေလျားနိုင်မှုကိုအားကောင်းစေပြီးမှတ်တိုင်တိုင်းတွင်ရင်းနှီးမြှုပ်နှံသူများသည်နေအောင်ကြီးဖြင့်ရေရှည်တည်တံ့ခိုင်မြဲစွာတသမတ်သေးနှင့်အမြဲရရှိသောတန်ဖိုးများကိုတိုးပွားစေသည် Infintra သည်တန်ရှင်းသောနည်းပညာထက်ပိုပါသည်ယင်းသည်ဗဏ္ဍာရေးနှင့်တဘာဝပတ်ဝန်းကျင်ဆိုင်ရာစံနမူနာအသစ်နေအောင်ကြီးစွမ်းအင်သုံးလောင်စာများတိုးတက်မှုရွေးရှားသွားလာမှုရေရှည်တည်တံ့ခိုင်မြဲလာပြီးရင်းနှီးမြှုပ်နှံသူများကြီးထွားလာကာရင်းတို့ကိုကာကွယ်သည့်ကမ္ဘာကြုံနှင့်အတူရင်းနှီးမြှုပ်နှံသူများတိုးပွားလာနေသည့်စနစ်တစ်ခုဖြစ်သည်ခွန်အားဖြစ်စေသောစွမ်းအင်စုပေးမိစမ်းသစ်တီထွင်မှုမိနစ်တိုင်းကိုပေးဆောင်သည့်အနာဂတ်Infintra မနက်ဖြန်အားဖြည့်ပေးသည်ယနေ့စုလက်